ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့တနင်္သာရီမြို့တိဆောက်တဲ့အခါမှာတဘာဝဘေးရန်နေရာတွေကရေဘေးကြောင့်မြို့ဟာတဲမြပဲဖြစ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာမဲအောင်သာဆိုတဲ့မြို့သမီးလေးကိုကြောက်တိုင်စိုက်ထူရမှာစရေးပြီးတော့မြို့တဲလိုက်တော့မှမြို့ဟာရေဘေးအနေရကနေကင်းလွတ်ခဲ့ပါတယ်။အဲ့ဒီမြို့သမီးလေးဟာလည်းနတ်ဖြစ်သွားခဲ့ပါတယ်။ဒီကနေ့တော့မဲအောင်သာရဲ့အကြောင်းလေးကိုကျွန်တော်တင်ဆက်ပေးသွားကြပါမယ်ဗျ။တက္ကရာ630ပြည့်နှစ်လင်းစင်မင်းဆက်ဖြစ်တဲ့ဗျာရာမတုံမင်းနဲ့ကျမိုင်းမင်းသမီးတို့ဟာဆူလီယာရစ်ပတ်လက်ထပ်ပြီးတဲ့နောက်မှာတော့ငကသေးရွာမှာတနင်္သာရီမြို့ကိုထူထောင်ရာရေဖြတ်တာကြောင့်မြို့တဲရွေးမရပဲကျိန်ပန်များစွာပျက်စီးပါတယ်635ခုနှစ်မှာမြို့ရင်းမြို့ပြင်ကိုစနီးနာကြည့်တဲ့အခါမှာအရှိစင်မြူတကားအနီးမှာကျောင်းသားအရွယ်ကလေးတို့ကစားနေရမှာအောင်ပါသူကြောက်တိုင်စရေးမှာတိုင်းရွှေပြည်တာယာလိတ်မလေးဆိုတဲ့တပေါင်တချင်းကိုကြားသိခဲ့ရတာကြောင့်မူးမတ်တွေဟာမင်းကြီးကိုရှောက်တင်ခဲ့ပါတယ်အောင်ပါတဲ့အမည်နဲ့လူကိုရှာဖွေဖမ်းဆီးပြီးမြို့တဲအထိမ်းအမှတ်ကြောက်တိုင်မှာစရေးရမယ်လို့လည်းအမိန့်ချမှတ်လိုက်ပါတယ်အမတ်ဝန်မင်းတို့ကရက်ကွက်အနှံ့လူစင်းကောက်ယူပြီးညတကောင်ရံအချိန်မှာအိမ်ရှိတွင်ရက်ပြီးအောင်ပါတဲ့နာမည်ကိုခေါ်လျင်ထူးဖို့နဲ့ထူးခဲ့တော့အရှင်လက်လက်မြို့တဲ့အထိမ်းအမှတ်ကြောက်တိုင်စရေးလိမ့်မယ်လို့ဘရင်အမိန့်နဲ့ကြေညာကမောင်းစီလဲ့လဲစေပါတယ်တောင်ဘက်ယူရီးယားတကားအနီးကုံတယ်ကြီးတူးထံမှာတော့မဲအောင်သာလို့ခေါ်တဲ့သမီးချောလေးတယောက်ရှိပါတယ်သူ့ကိုတော့တထေးသားတယောက်နဲ့ထိမ်းမြလက်ထပ်ပေးထားပြီး3နှစ်အရွယ်သားလေးတယောက်တောင်ရှိနေခဲ့ပါတယ်ဘိုက်ထဲမှာလည်း9လတိတိကိုဝန်ရှိနေပါတယ်မိဘလင်သားဆွေမျိုးတွေကဘရင်အမိန့်တန်ကြားရစင်မှာတည်းကမဲအောင်သာအတွက်စိုးရိမ်မကင်ဖြစ်ကြရပါတယ်ညတကောင်ရံအချိန်လာခေါ်ရင်မထူးဖို့လည်းအတန်တန်မှားကြားထားပါတယ်စိတ်မချတာကြောင့်အဆောင်အကျက်များစွာနဲ့လည်းမဲအောင်သာလေးကိုထိမ့်သိမ်းဆောက်ရှောက်ထားပါတယ်ဒါပေမဲ့လည်းမဲအောင်သာဟာဘရင်အမိန့်တန်ကိုကြားသိတဲ့နေ့ကစပြီးထူးထူးခြားခြားပျော်ရွှင်ဝမ်းမြောက်နေတာကိုတွေ့ရပါတယ်သူဟာဖီးလိန်ဝစ်စင်ပြီးတော့တချင်းလေးတကြော်ကြော်နဲ့နေခဲ့ပါတယ်တနေ့ညတကောင်ရံအချိန်မှာမူးမတ်တို့ဟာမောင်းစီလဲခတ်ပြီးလဲလဲခေါ်ယူရမဲအောင်သာအိမ်ရှိသို့ရောက်တဲ့အခါမှာတော့အိုးသမီးမဲအောင်သာအဲ့ဒီလိုခေါ်လိုက်တဲ့ဆိုရင်မဲအောင်သာကိုဘသူကမှတားမဲရဆွဲမဲရဗဇက်ပိတ်မဲရပဲရှင်ကျမလာပါပြီဆိုပြီးအတင်းရုံးကန်ခုံပေါက်ပြီးအိမ်မော်ကပြေးဆင်းသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့မူးမတ်တို့ခေါ်ဆောင်ရာကိုလိုက်သွားခဲ့ပါတယ်ဒီလိုနဲ့ပဲမြို့တဲမော်ကွန်းကြောက်တိုင်စိုက်ထူမဲ့နေရာကိုရောက်တဲ့အခါမှာတော့မဲအောင်သာဟာအာရဝမ်းသာနဲ့တွင်းထဲကိုခုံဆင်းသွားပြီးပစစ်တုတ်ထိုင်ကနန်းတော်ရှိရာဘက်နဲ့မိဘလင်သားတွေရှိရာအိမ်ဘက်ကိုလှည့်ပြီးကြော့ပြီးတဲ့နောက်မှာတော့ကြောက်တိုင်ကိုအမြန်စိုက်ချလိုက်ရန်ပြောတာကြောင့်မူးမတ်တို့ကကြောက်တိုင်ကိုထိုးစိုက်ချလိုက်ရာကြောက်တိုင်ထိပ်ကိုသွေးမြန်ပန်းထွက်လာပါတော့တယ်မဲအောင်သာကိုကြောက်တိုင်စရေးလိုက်မှမြို့တဲရအောင်မြင်သွားပြီးယခုတိုင်အောင်ရေများစွာမကြီးပဲရှိနေခဲ့ပါတယ်၎င်းဟာတနင်္သာရီနယ်သူနယ်သားတွေကကြောက်တိုင်ရှင်မလို့၎င်းအောင်သာရှင်မဟူ၍၎င်းခေါ်လျက်အယိုအသေးပြုကြပြီးနှစ်စဉ်နက်ကနာပွဲအကြီးအကျယ်ကျင်းပပြုလုပ်ပေးကြပါတယ်တနင်္သာရီမြို့မှာတော့ဘေးဥပတ်တစုံတရာအထီးကိုက်ကြုံတွေ့မယ်ဆိုရင်ကြောက်တိုင်ထိပ်ပြားမှာသွေးစိမ်းရှင်ရှင်တွေထွက်လာတယ်လို့ဆိုကြပါတယ်မြည်သည့်လူမျိုးမဆိုနက်ကွန်းအတွင်းသို့ဝင်လျင်ဖနက်ချွတ်ပြီးအယိုအသေးပြုပြီးမှဝင်ကြရပါတယ်1930ခုနှစ်မတ်လ15ရက်နေ့မြန်မာပြည်ဘရင်ကစာချာအင်းနစ်တနင်္သာရီသို့ရောက်လာစဉ်ဖနက်ချွတ်ပြီးအယိုအသေးပေး၍ရောက်လာပြီးသူရောက်ရှိကြောင်းကိုကြေးပြားတွင်စာရေး၍ဆွဲထားပါတယ်၎င်းကြေးပြားကိုဂျပန်ခေတ်ကဂျပန်ခရိုင်အရာရှိကဖြုတ်ယူသွားပြီးတဲ့နောက်9ရက်မြအကြာမှာတော့မြည်သည့်အကြောင်းကြောင့်များမသိကြေးပြားကိုနက်ကွန်းသို့အမြန်လာရောက်ပို့ပြီးချိတ်ဆွဲသွားတယ်လို့ဆိုကြပါတယ်ယခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့တနင်္သာရီမြို့တဲစင်ခါကကြောက်တိုင်ဆိုင်ပြီးစရေးချင်းကိုခံခဲ့ရတဲ့ကြောက်တိုင်ရှင်မခေါ်မဲအောင်သာအကြောင်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်